ခုဒီနေ့ရဲ့ဗီဒီယိုမှာတော့ဒီဖင်လန်နိုင်ငံမှာအလုပ်သမားတွေကိုအဓိကအားဖြင့်ဘာအခွင့်အရေးတွေပေးထားလဲဆိုတဲ့အရာကိုဒီမှာ share လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ number 1အနေနဲ့ဖင်လန်နိုင်ငံမှာအလုပ်လုပ်ပြီးဆိုတာနဲ့တကယ်အလုပ်သမားတွေအရင်ပျော်ရွှင်ရတဲ့အချိန်ကတော့ဒီပိတ်ရက်ရတဲ့အချိန်ဖြစ်ပါတယ်ဆိုတော့ဒီဖင်လန်နိုင်ငံမှာက annual holiday leave ရှိပါတယ်ဆိုတော့ဒီ annual holiday leave ကတော့သူကလူတစ်ယောက်ပေါ့နော်တစ်နှစ်အလုပ်လုပ်ပြီးဆိုတာနဲ့တခါတည်းရက်ပေါင်း21ရက်holiday ရတယ်21ရက်ကနေ23ရက်ကြာရတာဖြစ်ပါတယ်ဒီ21ရက်မှာကစနေတနင်္ဂနွေမပါပါဘူး weekday ကိုပြောတာဖြစ်ပါတယ်ဆိုတော့ဒီ21ရက်ဆိုရင်ကတစ်လနီးပါ holiday ဖြစ်သွားပြီပေါ့နော်ဒါကတစ်နှစ်ပဲလုပ်ရသေးတဲ့အလုပ်သမားကိုပြောတာဖြစ်ပါတယ်ဒီမှာကတော့ဒီနှစ်မှာပဲဒီ3လပိုင်းမှာညီမတို့ရဲ့ company ကနေပေးတဲ့ holiday ယူခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီပေးတဲ့အချိန်မှာလည်းသူတို့ကဒီတိုင်းပဲမပေးပါဘူး holiday လစာပါပေးပါတယ်ဒီပိတ်ရက်မှာသုံးဖို့ရအတွက်လစာပေးတာဖြစ်ပါတယ်ဥမာအဖြစ်ညီမဆိုရင်ရလဲဆိုတော့အများကြီးတော့မဟုတ်ပေမဲ့900-800 ယူရိုကိုသူတို့ပေးတယ်ဒါကတော့ပထမဦးဆုံးမလို့အဲ့လောက်ပေးတယ်ပေါ့နော်နောက်ကြာတက်တန်းကြာလာလေရက်ပေါင်းလဲများလာလေပတ်စံကပို့ပြီးတော့များလာတယ်ပေါ့နော်ဒါကတော့တစ်ပိုင်းပေါ့နော်ဆိုတော့ဒီ annual holiday leave ကတော့တချို့တွေဆိုရင်ရက်ပေါင်း38ရက်တည်းရကြတယ်ရက်ပေါင်း38ဆိုရင်တွက်လိုက်ရင်ကပေါ့ဒီ2လ3လလောက်ဖြစ်သွားပြီပေါ့နော်တစ်နှစ်မှာ2လ3လလောက်ကတော့အလုပ်ကနေပေးရပါပေးရလစာပါပေးတယ်ဒါကတော့ဖင်လန်တာမကဒီယူရိုပတစ်ခွင်မှာတော်တော်များများပြုလုပ်တဲ့သူတို့ရဲ့ rule တစ်ခုလို့ကြားရတယ်ပေါ့နော်ဆိုတော့ဒီယူရိုပကလူတွေကဒီ annual leave ကိုသူတို့ကအဓိကလုပ်သမားတွေရဲ့အခွင့်အရေးဖြစ်ရထားတာအတွက်ကြောင့်တို့အရန်ပျော်ရွှင်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။တစ်နှစ်ကတော့ insurance ဖြစ်ပါတယ်။ဒီ insurance ကအရင်ကိုအရေးကြီးတယ် insurance ကဒီကိုရီဒီအလုပ်လုပ်တဲ့အခါမှာလည်းတစ်ခုခုဖြစ်ခဲ့ရင်ဒီအလုပ်ကုမ္ပဏီကတော့ကောင်းအကုန်လုံးတို့တာဝန်ယူတယ်။တွေဘာမှကြောက်စရာမလိုဘူးပေါ့နော်တစ်ခုခုအလုပ်မှာဖြစ်သွားခဲ့ရင်အန်ဒီတစ်ခုခုဖြစ်ခဲ့ရင်တော့မှတို့တွေ full responsible ယူရတဲ့အကြောင်းပေါ့နော်။ပြီးတော့ parental leave ဆိုတာရှိတာဒီ parental leave ကဘာလဲဆိုတော့ဒီကိုဝင်ဆောင်တဲ့အမျိုးသမီးတွေလင်ပြားပေါ့နော်ဥပမာကိုကမွေးဖွားတဲ့အချိန်မှာဒီမွေးဖွားပြီးရဲ့ကိုယ့်ရဲ့သားသမီးတွေကိုကိုယ့်ရဲ့အဖေပေါ့အဖေဖြစ်သူပေါ့နော်ယောက်ျားကတော့ယောက်ျားလည်း leave ရတယ်ပြီးတော့ဒီမိခင်မွေးဖွားတဲ့သူလည်း leave ရတယ်သူတို့နှစ်ယောက်ပေါင်းပြီးမှ leave ကဘယ်လောက်ထိရနိုင်လဲဆိုရင်ကရက်ပေါင်း320လောက်ထိသူတို့တွေဒီ parental leave ရနိုင်တာပဲဖြစ်ပါတယ်ဒီ parental ယူတဲ့အချိန်မှာဒီ leave ယူတဲ့အချိန်မှာလည်းသူတို့တွေကလစာမဲ့မဟုတ်ပါဘူးသူတို့တွေကလစာရပါတယ်လစာကတော့ဘယ်လောက်ထိရနိုင်လဲဆိုတော့ဒါကတော့သူတို့ရဲ့ basic salary အပေါ်မှာမူတည်ပြီးမှသူတို့ကိုပေးတာလည်းဖြစ်ပါတယ်ဆိုတော့ကလေးမွေးပြီးမှလစာမဲ့နေမှာမဟုတ်တဲ့အခွင့်အရေးလည်းတစ်ခုဖြစ်ပါတယ်ပေါ့နော်ကလေးမွေးပြီးသွားရင်တော့မှအလုံးမလုံးနိုင်သေးတဲ့အချိန်မှာဒီဖင်လန်ကုမ္ပဏီကမဟုတ်ဘဲနဲ့ဒီကက်လာပေါ့နော်ကက်လာဆိုတာကဒီဖျားပိုင် insurance ကုမ္ပဏီဖြစ်ပါတယ်ဆိုတော့ဒီဖင်လန်နိုင်ငံတော်ကပေးတဲ့ပတ်စံဖြစ်ပါတယ်ဒါကတော့မိခင်တိုင်းလိုကိုသူတို့တွေကပေးတာဖြစ်ပါတယ်မွေးဖွားတဲ့အချိန်မှာလည်းအဖေကဒီသားသမီးတွေအတူတူရှိလို့ရတယ်ပြီးတော့အဖေရောအမေရောနှစ်ယောက်စလုံးလစာရပါတယ်လစာကတော့ခုနပြောသလိုပဲเนาะအပြည့်ကတော့မရအောင်ဒါပေမဲ့ဒီနည်းနည်းပပကိုပေးတာဖြစ်ပါတယ်ပေါ့နော်ဒါကလည်းသူတို့အရင်ကြိုက်တဲ့အချက်တစ်ခုထဲမှာပါတယ်အလုပ်သမားရဲ့အခွင့်အရေးညီမတို့ဒီ foreigner တွေလည်းတန်းတူရတဲ့အခွင့်အရေးဖြစ်ပါတယ်ပြီးတော့နံပါတ်3ကတော့ sick leave ဖြစ်ပါတယ် sick leave ယူလို့ရတယ်သူကရက်ပေါင်း10ရက်လောက်ပဲဖြားရင်ကတော့လစာအပြည့်ရတယ်ပေါ့နော်တကယ်လို့ကိုကဒီ10ရက်ထက်ကျော်သွားမယ်တခုခုဖြစ်တယ်ဆိုရင်ကြီးမားမားဖြစ်တယ်ဆိုရင်ကဒီအပြည့်တော့မဟုတ်ပေမဲ့လစာရသေးတယ်ယူရို2000ရနေတဲ့သူတွေဆိုရင်ယူရို1000လောက်ပဲရသွားမယ်ပေါ့နော်ဒါပေမဲ့ကိုကတစ်နှစ်ဖြားလားနှစ်ဖြားလား3နှစ်ဖြားလားတောက်လျှောက်သူတို့ကပေးနေမှာဖြစ်ပါတယ်ဒါကတော့ကျမရေးမကောင်းတဲ့အချိန်မှာတော့၎င်းဒီအလုပ်သမားတွေကိုပေးထားတဲ့အခွင့်အရေးဒါလည်း sick leave တွေမှာပါပါတယ်ပြီးတော့နံပါတ်4ကတော့ study leave ဖြစ်ပါတယ်ပြီးတော့ training leave study leave ကဘယ်လိုပြောလဲဆိုတော့ညီမတို့အခုဆိုရင်လည်းအကြောင်းတက်ဒီအလုပ်လုပ်နေတယ်ပြီးတော့အကြောင်းလည်းတက်လို့ရတယ်ဒီဖင်လန်နိုင်ငံမှာအရင်ကောင်းတာတစ်ခုကပေါ့နော်ဒီကိုအကြောင်းတွားရမယ့်အချိန်တွေမှာအကြောင်းတွားလို့ရတယ်ဒီအလုပ် contract နဲ့ဒီအကြောင်းကနေသူတို့ပြောထားတယ်ပေါ့နော်ဆိုတော့အကြောင်းတက်ရမယ့်အချိန်ဒီမှာအလုပ်သွားစရာမလိုဒါပေမဲ့လစာလည်းတချို့
company တွေကလာစာဖြတ်တယ်တချို့ company တွေကလာစာမဖြတ်ဘူးဒါ company တစ်ခုနဲ့တစ်ခုတော့ပြန်ပြီးတော့မတူဘူးဒါပေမဲ့ဒါလည်းအလုပ်သမားအခွင့်အရေးတွေမှာပါတယ်ပေါ့နော်ကိုတက်ချင်တယ်လို့မျိုးတက်လို့ရတယ်ဘာကြောင့်တက်ချင်လဲဆက်တက်လို့ရတဲ့အရာကိုဒီမှာပြောပြတာပဲဖြစ်ပါတယ်ဒါကတော့ဒီဖီလန်နိုင်ငံမှာဒီအလုပ်သမားတွေကိုပေးထားတဲ့အထူးအခွင့်အရေးတွေပဲဖြစ်ပါတယ်ပြီးတော့ပေါ့နော်နောက်ဆုံးအချုပ်အနေနဲ့ပြန်ပြီးတော့ပြောပြရမယ်ဆိုရင်ဒီမှာဒီနှစ်ထဲမှာပဲ3လပိုင်းမှာညီမရဲ့ vacation အပြည့်ဖီလန်နိုင်ငံရဲ့ပြီးရဲ့ခွင့်ရခဲ့တယ်ဒါပေမဲ့4လပိုင်း5လပိုင်း6လပိုင်းကတော့ညီမရဲ့ဒီ unpaid salary unpaid leave ပဲဖြစ်ပါတယ် unpaid leave ကတော့ညီမလာစာမရဘူးဒါပေမဲ့ကြိုက်တဲ့လောက်ပေါ့နော်ဘယ်နှလယူချင်လဲယူလို့ရတာဖြစ်ပါတယ်ဒါကတော့အရင်ကောင်းတဲ့အထူးအခွင့်အရေးလို့မြင်တယ်ပေါ့နော်ဒီဖီလန်နိုင်ငံကအလုပ်လည်းမထုတ်ပါဘူးပေါ့နော်ပြန်ပြီးတော့ဖီလန်နိုင်ငံမှာအလုပ်လာလုပ်မယ်ဆိုတဲ့အကြောင်းကိုသူတို့စီမှာ email ပို့တဲ့အခါမှာသူတို့လက်ခံပြီးတော့ခါတဲ့အလုပ်ကိုပြန်ပြီးတော့ပေးတာဖြစ်ပါတယ်ဆိုတော့အရင်ကောင်းတဲ့အခွင့်အရေးလို့ညီမမြင်ပါတယ်ဆိုတော့အခုလက်ရှိတင်ငယ်ချင်းမိတ်ဆွေတွေလည်းတချို့ပေါ့နော်ဖင်လန်နိုင်ငံကို try ဖို့ရအရင်ကိုစိတ်သက်ကြနေတဲ့သူတွေရှိရပေါ့နော်ဆိုတော့စိတ်သက်မကြပါနဲ့ဦးမို့တော့ဒီမှာတကယ်လို့အလုပ်တွေရခဲ့မယ်ဆိုရင်အခွင့်အရေးတွေကတခြားနိုင်ငံတွေနဲ့မတူတဲ့အခွင့်အရေးတွေလည်းအများကြီးရှိပါသေးတယ်လို့ပြောပြချင်ပါတယ်ဆိုတော့ဒီနေ့ရဲ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ရဲ့ဗီဒီယိုတွေမှာအားလုံးနဲ့ပြန်ပြီးတော့ဆုံချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye